ကျွန်တော်ကမြောင်းမြသားပါကျွန်တော် AI တိုင်းကသူတို့တခြားနေရာဒီနဲ့မတူတာက AI တိုင်းကမြေတွေကစဘာပြီးစဘာပဲဒီတင်းနံတစ်မျိုးတည်းကိုပဲဒီတကွက်ထဲမှာပဲစက်တိုက်ကြီးပဲစိုက်နေကြရတာလှည့်စိုက်လို့အချင်းနေမပေးဘူးအချင်းနေမပေးဘူးဆိုတာဘာလို့အချင်းနေပေးလဲဆိုတော့ကျွန်တော်မဘဲတို့ဘဲဒီစိန်တို့ကလဘဲတို့ကျွန်တော်စိုက်ချင်တယ်ဒါပေမဲ့ရေကအချင်းနေမပေးဘူးမြေကြီးကအချင်းနေမပေးဘူးเนาะအဲဆိုကျွန်တော်တို့ရဲ့ AI တိုင်းကမြေတွေအနေထားကစဘာပြီးစဘာဆိုတော့အဲ့လိုမျိုးမြေတကွက်ထဲမှာပဲတင်းနံတစ်မျိုးကိုဇက်တိုက်စိုက်ပျိုးရင်လည်းပဲအဲ့ဒီမြေရဲ့အရေးသွေးတွေအရေးချင်းတွေကညော့သွားပါတယ်ကျွန်တော်ဒီစိုက်ပျိုးရေးပညာအရာပေါ့နော်မြေကြီးတစ်ခုကတင်းနံတစ်မျိုးတည်းမဟုတ်ဘဲနဲ့တီးလက်စိုက်ပျိုးလို့ရှိရင်အဲ့ဒီမြေကြီးရဲ့အာဟာရတန်ဖိုးတွေကလည်းအရင်ကြီးမပြတ်ဘူးတင်းနံတစ်မျိုးတည်းကိုနှစ်ရှည်ဇက်တိုက်စိုက်လာတဲ့အပြင်ကိုဓာတုမြေဩဇာတွေကိုပဲတောက်လျှောက်သုံးလာလို့ရှိရင်အဲ့မြေတေးကြတယ်အဲ့မြေတွေလုံးဝပျက်စီးပါတယ်ဒါကတော့ဘယ်သူမှပညာရှင်မှလိုက်ပြီးတော့မင်းနေစရာမလိုပါဘူး။အဲဆိုတော့မြေရဲ့သဘောတရားအရာကစဘာပြီးတော့မပဲပြီးတော့ကလပဲပြီးတော့တခြားဟင်းတွေအဲ့လိုမျိုးလှည့်ဆိုင်နေလို့ရှိရင်ယောဂါနဲ့ဖိုးမွားကလည်းစဘာရိပ်ပြီးတဲ့အချိန်မှာသူကအဝေးရုံမသွားဘူး။အဲ့ဒီစဘာကင်းမှာအနည်းဆုံးရှိတဲ့ကဒင်းပေါ်ကမြက်တွေပေါ်မှာသူတို့ကနောက်တရာသီမတိုင်ငင်အထိကိုသူတို့အောင်းနေတယ်။အဲနောက်တရာသီစဘာပြန်ဆိုင်တဲ့အခါမှာအဲ့ဒီကဒင်းပေါ်ကယောဂါတွေပိုးမွှားတွေကအဲ့စဘာကင်းကိုပြန်ပြီးတော့ပြန်တိုက်ခိုက်တယ်အဲဆိုတော့စဘာပြီးတော့တခြားသီးနှံစိုက်ခဲ့မယ်ဆိုရင်တော့စဘာကင်းကိုဖျက်ဆီးတဲ့ပိုးမွှားတွေကတခြားသီးနှံကြတော့သူတို့မျက်စိလဲသွားတယ်သူတို့ကြိုက်တဲ့သီးနှံမဟုတ်တော့ဘူးအဲ့ဒါမျိုးဆိုတော့အဲ့ဒီနောက်တရာဒီမှာသူတို့မကြိုက်တဲ့သီးနှံဖြစ်တဲ့ကြောင့်မို့သူတို့ဒီကစင်းမှာလည်းအကြိုက်မနေဘူးအဲ့ကြောင့်မို့တေးကြတယ်ပျက်စီးသွားကြတယ်အားကြောင့်မလို့ကျွန်တော်ကယောဂပိုးမွှားကိုကာကွယ်ခြင်းလို့ရှိရင်လည်းပဲတီးနှံကိုလှည့်ဆိုင်တဲ့နည်းစနစ်တွေကိုကျွန်တော်တို့ကသုံးကြရတယ်เนาะဒါကတော့ယောဂပိုးမွှားနဲ့ပတ်သက်လို့ကျွန်တော်ကနမူနာလေးပြောပြပေးတာပါ